စဉ်ကပြပြီးတော့အေးနိုင်မှာဟုတ်ပါတယ်ဦးစင်းဥရသူပါဦးစင်းဘာကြောင့်ထောင်ကျသွားလဲဘယ်တုန်းကကျသွားလဲပြပါလား25ရက်10လ2003မှာကျတယ်လေကြားရတဲ့အကြောင်းတော့တရားဟောတယ်စာအုပ်တွေထုတ်ဝေတယ်လေတရားဟောတာကမွတ်စလင်စန့်ကျင်ရေးတရားတွေဟောတယ်ပေါ့နော်စာအုပ်ကတော့အတ္တမဝါဒနှိမ့်နှင်းရေးသုတ်တင်ရေးစာအုပ်တွေဦးစင်းကိုယ်တိုင်2အုပ်ရေးတယ်လေအမျိုးပြောမှာစိုးကြောက်စရာစာအုပ်တွေဦးစင်းထုတ်ဝေတယ်လေရေးတာတော့မဟုတ်ဖြန့်ချီတယ်ပေါ့နော်မွတ်စလင်စန့်ကျင်လို့လူတွေပြောနေကြတာပေါ့ဦးစင်းတို့ကတော့အမျိုးသားရေးတွေပေါ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဦးစင်းလူကိုလဲပြီးထောင်ချခံတာပေါ့ဟုတ်လားဟုတ်တယ်တခါကြီးအဲ့တော့ဦးစင်းဗမာသတင်းသုံးလိုက်တော့လာပြီးတော့ခေါ်ဆောင်သွားတာလာပြီးခေါ်ဆောင်တော့အခုစကားပြောနေတဲ့မစိုးရင်တတ်တဲ့ဓမ္မသာဟာရကျောင်းကနေလာခေါ်သွားတာပဲလေကျင်းပါပြဦးစင်းကဖြန့်ချီရဲ့စာအုပ်ကလေဘာအကြောင်းအရာတွေဘာဖြစ်လို့ဒီမွတ်စလင်စန့်ကျင်ရေးပုံစံမျိုးလူတွေကပြောကြတာတော့အဲ့တိုင်းပဲလားဦးစင်းစိတ်ထဲကမွတ်စလင်တွေကိုစန့်ကျင်ရမှာဆိုတဲ့သဘောတရားရှိလို့လားမရှိပါဘူးခင်ဗျမရှိပါဘူးသို့တော်လည်းပဲဦးစင်းကမြေစာပင်နစ်နာနေတဲ့အချိန်ကိုလေဦးစင်းနစ်နာနေတဲ့မြေစာပင်ကိုကဲတာပေါ့နော်ဘလို့မြေစာပင်လဲဆိုလို့ရှိရင်NLD ကလည်းပဲစစ်အာဏာရှင်ကိုဖြုတ်မချနိုင်ဘူးလေဒီမိုကရေစီဆိုတာလည်းဖြစ်မလာနိုင်ဘူးဒီကြားထဲမှာစစ်အစိုးရလက်ထက်မှာအာဂရိတရားတွေတို့လက်စားမှုတွေကပေါ်တဲ့အခါကျတော့သူတို့ကမွတ်စလင်တွေရဲ့ဆံကငွေယူပြီးတော့ဗမာလူမျိုးမျိုးစုံနဲ့ကျဲတွေတရားသူကြီးတွေကနှိမ့်ဆက်နေကြတယ်ဗျာအနိုင်ကျင့်နေကြတယ်ဦးစင်းအဲ့ဒါကြီးမကြည့်ရဘူးလေအဲ့ဒါနဲ့စပြီးတော့ဦးစင်းတရားဟောပြသွားတာအဲ့တော့ဒီမန်နီမှာပဲဦးစင်းကိုထောင်ချတာအိုးဖို့မှာပဲလားအိုးဖို့မှာပဲထောင်ချတာလေကျတာ25နှစ်နေခဲ့တာအခု7နှစ်နဲ့2လနဲ့ရက်20လေသမရရဲ့လူကြီးချမ်းသာကွင်းဆိုလို့ချင်း၄ချိန်ကြုံတာပေါ့နော်ထောင်ထဲမှာနော်ထောင်လိုက်မလျော်မကန်းနေစမယ်ဆိုရင်မရေမတော့နိုင်အောင်ကြော်တာဦးလေးကိုဘယ်နဲ့ချိန်မှမမှတ်မိတော့ဘူးဒီဆိုရလက်ထက်ဆိုလို့ရှိရင်တော့၄ချိန်ကြုံခဲ့ပြီအခုလိုမျိုးသမရဦးသိန်းစိန်ရဲ့လူကြီးချမ်းသာကွင်းကြောင့်ဒီဦးစင်းကတော့အခုလွတ်လာပြီပေါ့နော်အဲ့တော့ဒီလွတ်မြောက်မှုပေါ်မှာဦးစင်းဘာပြောစရာရှိမလဲဒီလွတ်မြောက်မှုတဲ့အင်းစာကိုဝမ်းသာပါတယ်သမရကြီးရဲ့လူငင်းချမ်းသာကိုဒုတိယခြေလမ်းလို့ဦးစင်းအတိအမှတ်ပြုထားပါတယ်အဲ့မှာကျေးဇူးလက်တင်ပါတယ်ဒါပေမဲ့လို့အခုလွတ်ပေးတဲ့ကိစ္စကဆရာတစ်ပည့်ခေါင်းဆောင်နဲ့နောက်လိုက်သွေးခွဲတဲ့လိုမျိုးကြီးဖြစ်နေတယ်လေအဲ့ဒီကိစ္စကိုတော့ဦးစင်းစိတ်မကောင်းဘူးပေါ့ဗျာနည်းနည်းလေးအကျယ်ချက်ပြောပြပါလားဗျအကျယ်ချက်ပြောပြမယ်ဆိုလို့ရှိရင်ဒီ6လိုင်းအဖွဲ့မှာဆိုလို့ရှိရင်ဥခင်ညွန့်လို့တဲ့ဥခင်ညွန့်သားတွေလွတ်တယ်လေအခုဦးစင်းနဲ့အတူနေခဲ့တဲ့မြကြီးနားမှာဆိုလို့ရှိရင်ဥခင်ညွန့်ရဲ့မိန်းမဒေါခင်ဝင်းမေဒေါခင်ဝင်းရှည်ရဲ့အမွာညီမဒေါခင်ဝင်းမေရဲ့သားကိုကျော်မိုးကြံခဲ့တယ်။နောက်ဥခင်ညွန့်ရဲ့လက်ယုံကြီးကာနယ်ကြီးဦးထွန်းလာကိုကြံခဲ့တယ်။ပူတာအိုမှာဆိုရင်ဘုံမိုးသူကြံခဲ့တယ်။နောက်ညွန့်ကျုပ်တယောက်ကြံခဲ့တယ်။အဲ့တော့ခေါင်းဆောင်တွေခေါင်းတွဲတွေလွတ်ပြီးတော့တွဲတွေကနောက်တွဲတွေအဖြုတ်ချခံရတဲ့ခါကျတော့လေလွတ်တဲ့ဆရာသမားတွေနဲ့ကျန်နေတဲ့တပည့်တွေရဲ့ကြားမှာတွေ့ကြတာပေါ့နော်။ဦးစင်းဆိုရင်ဦးစင်းလွတ်တယ်တော်ဝဲတန်ဃာတွေကြံခဲ့တယ်မုံရွာတန်ဃာတွေကြံခဲ့တယ်ဓမဲစရတန်ဃာတွေကြံခဲ့တယ်ပခုတ်ဘုရားတန်ဃာတွေကြံခဲ့တယ်ဦးစင်းလွတ်ပေမဲ့လို့ဦးစင်းတန်ဃာတွေအတွက်အခုတအားကြီးကိုကြောင်းကြနေရတယ်ဆဲထဲမှာကျန်နေတဲ့တန်ဃာတွေကလည်းပဲဦးစင်းကိုတအားအားကိုပြီးလှမ်းမာနေတယ်လောက်ပါအောင်ကယ်ပါအောင်ဖြစ်နေတယ်လေအဲ့တော့ဆရာတစ်ပည့်ပေါ့နော်60အဖွဲ့ဆိုလို့ရှိရင်လည်းဆရာတော်ကြီးနဲ့၄ပါးပဲလွတ်တယ်ဘုန်းကြီး2ပါးကြံတယ်ကိုရင်2ပါးကြံတယ်လူတွေအယောက်30ကျော်ကြံတယ်အဲ့တော့ဆရာတစ်ပည့်ကြမှာအခုဆိုလို့ရှိရင်ဦးရင်း60သွားကြော့တယ်တခါတော့မတွေကမျက်ရည်စစ်လက်နဲ့ဝိုင်းတိုင်ကြတယ်ဝိုင်းပြီးတော့အာကိုတကြီးခိုင်းကြစေကြတယ်လေအဲ့တော့ရွှေဝါရောင်မှာဆိုလို့ရှိရင်လည်းဥက္ကံပိဓာလွတ်တယ်ဥက္ကံပိဓာရဲ့တပည့်မြကြီးနားထောင်မှာဥက္ကံပိဓာရဲ့အမှုတွေဦးစင်းပေါက်စီကြံခဲ့တယ်ကျန်တဲ့ဥက္ကံပိဓာနဲ့ပတ်သက်တာတွေလွတ်တယ်အဲ့တော့အထက်နဲ့အောက်ကိုသွေးခွဲသလိုကြီးဖြစ်နေသလားလို့ဦးစင်းစိတ်ထဲမှာအဲ့လိုကြီးခံစားနေရတယ်ထောင်ဆိုတာလည်းပြန်လည်မေးခွန်းလည်းမရှိတော့ဒီဦးစင်းတို့ပြန်ပြောပြမှာပဲသိမှာပဲအခုကတော်တော်လေးကိုပြည်တွင်းပြည်ပနေပြီးတော့ကောင်းကြီးဩဘာပေးကြတယ်အမေရိကန်နိုင်ငံဆိုလို့ရှိရင်ချက်ချင်းနှိမ့်တွင်းချင်းပဲတန်အမတ်ကြီးအဆင့်ကိုတိုးမြင့်တော့ခန့်တော့မယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ဒီအမှန်တကယ်ဒီအပေါ်အောက်လွဲချော်မှုတွေနဲ့ပတ်သက်ပြီးတော့ဦးစင်းနောက်ထပ်ပါပြီးတော့ဖြည့်ဆွက်ပြောစရာလိုလေဒီအစိုးရရဲ့ဒီသမ္မတရဲ့လူရင်းချမ်းသာခွင့်အပေါ်မှာလေးနည်းနည်းဖတ်ပြောပြပါလားဘာလို့ကျင်းလဲဦးစင်းပြောချင်တာတော့ तू ကပထမဆုံးကဘာတိလူတွေကိုမျက်နှာဖုံးနဲ့လွတ်လိုက်တယ်ပေါ့နော်ကြံတာတွေကတော့နောက်အေးဆေးမှလွတ်မယ်ဆိုတဲ့သဘောမျိုးကြီးတက်ရောက်နေတာပေါ့နော်အဲ့တော့အေးဆေးမှမဟုတ်ဘဲနဲ့ဦးစင်းအနေနဲ့အများဆုံးလွတ်ပေးစေချင်တယ်သူတို့လွတ်လာလို့ရှိရင်လည်းပဲ
ဘလို့စူညံမှုဘလို့စူပူမှုဘလို့တိုက်ခိုက်မှုမှမဖြစ်စေရပါဘူးလို့ဦးစင်းအာမလုံးဝရဲရဲကြီးအာမခံပါရတာပြန်မလွတ်ခင်ကဒီစဖန်တော့ဦးစင်းကိုလူဝက်လဲပြီးတော့ဒီအတွေ့အကြုံလေးတွေနည်းနည်းပြောပြပါလားဘုန်းကြီးတစ်ပါးကိုထောင်အာဏာပိုင်တွေကဘလို့ဆက်ဆံလဲရဲအဲ့ဒီစစ်ဆိုးရတဲ့ထက်ပလိတ်တွေကဘလို့ဆက်ဆံလဲရဲတွေကဘလို့ဆက်ဆံလဲဆိုတာကိုဒီမှတ်တမ်းဖြစ်ကြံခဲ့အောင်နည်းနည်းပြောပြပါလားဘလို့ဆက်ဆံခံခဲ့ရလဲဗျဟိုဆက်ဆက်ခံခဲ့တော့တခါကြီးအမှန်ဆိုဖြစ်တဲ့ဆိုလို့ရှိရင်လေအပြည့်ရှိတဲ့ဘာညာနဲ့သူတို့အားလုံးဆုံးဖြတ်ပြီးမှသင်္ကန်းချွတ်ရမှာမလားအခုကခေါ်သွားရတဲ့ကြိုင်နဲ့သင်္ကန်းဝိုင်းချွတ်ကြတယ်လေပြီးတော့မှစစ်ဆေးတာအဲ့တခုကနေစဖောင်းတာပေါ့နော်နောက်တိတ်ခါမချသေးပဲနဲ့ဟိုဦးရင်းကဟိုသူတို့အောက်မှာထိုင်ရပြီသူတို့ကဦးရင်းအပေါ်မှာထိုင်ပြီးတော့ဟိုဖင်ပုတ်ကောင်းပုတ်ပေါ့ဗျာဟိုထိဒီထိမထိတထိပေါ့စကားပြောတာဆိုအကုန်လုံးပေါ့နော်ဟိုအဲ့လိုဦးရင်းကသူတို့ရဲ့စုံမန်းလေးလိုဖြစ်သွားတာပေါ့ဒါကဟိုစကြောရေးကာလမှာပေါ့နောက်အမှုရင်ဆိုင်တဲ့အခါကျတော့ဦးရင်းကထောင်ထဲရောက်တဲ့အခါကျတော့ထောင်ထမင်းဟင်းနဲ့ဦးရင်းအစာရင်နဲ့လုံးဝမဖြစ်ဘူးဒါကြောင့်မလို့အောင်ဆုံးလုံးဝမစားတော့ဘဲနဲ့နေစွန်းတစ်နက်ပဲစားတယ်ပေါ့ဗျာအဲ့ဒါကိုဦးရင်းဟိုဧကတနိတ်ဒူတင်ဆောင်တယ်လို့ခေါ်တာပေါ့နော်အဲ့ဒူတင်ဆောင်တဲ့အခါမှာအဲ့ SV နှစ်ပွင့်ဦးတန်းစင်ကထောင်ထဲမှာဖုန်းကြီးမရှိဘူးလိုမလိုက်ရဘူးဟိုသူ့ပြည့်နဲ့သူ့ချလာတာဟိုနေတဲ့ချိန်မှာစိုးစားခြင်းတွေပါတယ်မလို့ဘူးဒီတိုင်းပဲရုံးမှာပြစ်ထားရမယ်ဟိုသူ့အတွက်စွန်းတုပ်တွေထမင်းတုပ်တွေယူပေးနေကြမလို့သူကအကျဉ်းသားဖြစ်သွားပြီအဲ့လိုနီးမျိုးစုံနဲ့ဒါသူတို့ကဝိုင်းပြီးတော့နှိပ်ကွက်ကြတယ်ပေါ့နော်ဟိုနောက်ဆိုလို့ရှိရင်ချုပ်ကားကြီးပေါ်တက်လိုက်တာနဲ့တကြိုင်နဲ့ဟိုတကယ်ဟိုရဲသားအေယာမကိုစူမိုနဗန်းသမားကြီးကိုအတောင်ကြီးတွေငှားထားပြီးတော့နေဝရင်တုတ်ကြီးတွေနဲ့ဦးစင်းခေါင်းပေါ်မိုးထားပြီးတော့ဦးစင်းကလက်ထိတ်ခက်လျက်နဲ့ကုတ်ပေါ်မှာအဲ့လက်နှစ်ဖက်ကိုတင်ထားပြီးတော့ငုတ်တုတ်ကြီးသူတို့ဒူးကောင်းရဲ့ကြားထဲမှာငုတ်တုတ်ကြီးထိုင်လိုက်လာခဲ့ရတယ်တခါကြီးကအဲ့လောက်ထိအောင်ဟိုနောက်အတန်အနှက်ကြီးနဲ့ဦးစင်းကိုအမိန်နေပေးပြီးတော့ဟိုစိတ်ခိုင်းတာတွေလည်းရှိတယ်ဗောနော်အင်မတန်မှဟိုကြောက်ဖွယ်ကောင်းပါတယ်ဒါဟိုစစ်ကြောရေးကာလမှာဗောနော်ဟိုအကျဉ်းသားဖြစ်သွားတဲ့အခါကျတော့ထောင်ထဲမှာဖုန်းကြီးမရှိဘူးရဟန်းတန်ခါဆိုတာထောင်ထဲမှာလုံးဝမရှိဘူးအရှင်ပြားနဲ့တပည့်တော်နဲ့မပြောရဦးစင်းနဲ့တခါကြီးမပြောရဘုန်းကြီးလိုပစိုးကိုသင်္ကန်းကြီးလိပ်ပြီးမဝေ့ရကရုံးမတုံးရဟိုဘုန်းကြီးဘက်နဲ့မစီရဟိုနေမျိုးစုံနှိတ်ကုတ်ခံရတာဗောတခါကြီးကဒီမှာအဲ့တော့ဟိုကိုရီလက်ရောက်တော့ဟိုကျူးလွန်ခြင်းမခံရဘူးပေါ့နော်ခံရတာဗောတခါကြီးကလက်သီးနဲ့ကိုထိုးခံရပါတယ်တခါကြီးကဒီကျန်တဲ့ဦးစင်းဒီတန်ခါမိတ်ဆွေကျန်တဲ့ကိုတော်တွေရဲ့ပြန်ပြောကြားချက်တွေရောဘယ်လိုမျိုးရှိတယ်သူတို့ရောဒီတချို့ကအခွင့်အလမ်းသာပြီးတော့တက်တောင့်တသာနေရလားဘယ်လိုနေရလဲဘဝတူပဲလားဘယ်နေရမလဲတခါကြီးကဟိုဦးစင်းကို25ရက်နေဖမ်းတယ်29ရက်နေမှာတန်ခါတွေဘူရသူလွတ်မြောက်ရေးတိုးရေးတောင်းဆိုတယ်အဲ့ချိန်မှာပြစ်ကြခတ်ကြတယ်ဒဏ်ရာရတဲ့ကိုတော်တွေဟိုထောင်ထဲကိုရောက်လာတယ်ဟိုဒဏ်ရာဘလဘွားနဲ့ပေါ့နော်အဲ့နောက်အဲ့ကိုတော်တွေကိုဟိုထောင်မှုရဲမြင့်ဦးဆိုတာရှိတယ်အဲ့ရဲမြင့်ဦးကအဲ့ကိုတော်တွေကဦးစင်းဦးဟောဘာသာကိုကတော့ကိုစစ်ဖက်နဲ့ကြီးနဲ့တက်နေပြီးတအားရိုက်တယ်တခါကြီးကဟိုတကယ်ရိုက်တာကစပယ်ရှယ်ရိုက်တယ်တခါကြီးကနောက်ပြီးတော့အဲ့ဆိုင်ကယ်မောင်းခိုင်းသလိုလုပ်ပြီးတော့စပယ်ရှယ်ရိုက်တယ်ဟိုတန်းစီတွေနဲ့ဝိုင်းရိုက်တယ်တခါကြီးကဟိုဒါတန်ဃာပေါ်မှာအဲ့လိုသူတို့ဆက်ဆံတာပေါ့နောက်ကျောင်းနိုင်ဘုန်းကြီးတစ်ပါးကိုနရင်အုပ်တယ်တခါကြီးကအင်မတန်မှခက်ကြမ်းပါတယ်ဦးဇင်းတို့နေထိုင်ခဲ့ရတာလေကျမဟုတ်တယ်အဲ့တော့ဒီဦးစင်းကလည်းဒီသာသနာသားပေါ့နော်ဆိုတော့ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းဂျုံခဲ့တာတွေတော့ဂျုံခဲ့တာပေါ့ဦးစင်းဗျာတပည့်တော်ကဦးစင်းတော့မရင်ကျက်ပါဘူးသို့တော့ဒီအခုပြန်လွတ်မြောက်လာတဲ့အချိန်မှာဦးစင်းဘာဆက်လုပ်မယ်လို့စဉ်းစားထားလဲအခုလောလောဆယ်ဦးစင်းကြံနေတဲ့တန်ဃာတွေကြံနေတဲ့ယုံကြည်ချက်အကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကိုဦးစင်းခုချိန်ကြီးသင်္ကန်းမှုသေးပါဘူးဦးစင်းထောင်ထဲမှာနေခဲ့တဲ့အတိုင်းဖိုးသူတော်ပုံစံနဲ့ပဲနေပါတယ်ဒီလိုနေတော့အပြင်ဦးစင်းနိုင်ငံတော်အစိုးရကိုအကျဉ်းသားလွတ်မြောက်ရေးအတွက်တောင်းဆိုနေတာပါဆိုလိုတာဦးစင်းပုံကိုတပည့်တော်ဟိုဒီဓာတ်ပုံမှာတွေ့လိုက်တယ်ဒီတန်ဃာတော်တွေကနေပြီးတော့ဝန်းရံပြီးတော့ဒီဝစ်စုံအဖြူဝမ်းဆက်နဲ့ပေါ့နော်ဖိုးသူတော်ဝစ်စုံနဲ့လေဟုတ်တယ်အဲ့ဒါထောင်ထဲမှာအဲ့လိုပဲနေခွင့်ရလားအဲ့ဒါအခုလွတ်လပ်ခါကြီးမလွတ်လပ်ခင်တော့ဒီလိုအပေါ်ကဖိုးသူတော်လို့ကျန်အောက်ကခမန်းလိုက်ပြီးဝှခွင့်မရှိဘူးပေါ့နော်2008နောက်ပိုင်းကျမှဒီအဖြူကနေအပြာရောင်ပြောင်းသွားတဲ့အခါကျမှဦးဇင်းကထောင်သာတွေ့တဲ့အချိန်တို့သူတို့အကြီးအကဲတွေခေါ်တဲ့အချိန်တော့
ရုံးကန်နဲ့ဆိုင်တဲ့ချိန်လောက်မှာပဲဥစဉ်ထောင်ပုံစံအပြာဝတ်ပြီးတော့ကျန်တဲ့ချိန်မှာဥစဉ်ဒီလိုပဲနေခဲ့တာပေါ့နော်အဲ့ဒါကိုဥစဉ်ရဲ့lifestyle ဆိုကြပါလို့ဗျာနော်ဥစဉ်ကိုတော့ထောင်ထဲမှာသင်္ကန်းပြူဆရာတော်လို့ခေါ်ကြတာပေါ့တင်ပါဗျာတင်ပါဒီဥစဉ်အခုတပည့်တော်တို့ကကြားဘူးတာဒီကပန်းကျိုးမဖြီလို့ရှိရင်သိခါမချရင်တန်ဃာတစ်ပါးဒီလူဝက်ဘလောက်ပဲလဲပေါ့နော်တန်ဃာဖြစ်တယ်ဆိုတော့ဥစဉ်ကအခုဘယ်လိုမျိုးချက်တည်ထားလဲဗျာအဲ့ဒါလည်းမှန်တယ်လေသိခါသူတို့အနိုင်ကျင့်ပြီးချတော့မှသိခါမကြဘူးလေဥစဉ်ကအဓိကရုပ်လာအဓိကမဟုတ်ဘူးသိခါအဓိကဒါကြောင့်ထောင်ထဲမှာဥစဉ်ရဟန်းသိခါနဲ့အညီနေပါတယ်ညသာလည်းမစားပါဘူးတခြားသောလူတွေလိုဒိုးသက်ဆော့တာတို့ကြားချတာတို့တောင်းကစားလုပ်တာတို့ချင်းခတ်တာတို့ဘာလုပ်ညာတို့ဘာမှမလုပ်ပါဘူးဥစဉ်တကယ်ကိုရဟန်းတန်ခါနဲ့အညီနေခဲ့ပါတယ်ဒီဥစဉ်အထဲမှာတရားနဲ့ပွင့်လျော်ဖို့အတွက်စာအုပ်စာပေကျမ်းဂန်တွေရောဖတ်ရှုခွင့်ရလားဗျာရပါတယ်တခါကြီးခင်မကောင်းတော့ကတော့စာအုပ်တွေကိုသွင်းခွင့်လည်းခက်ခဲတယ်ရောက်လာရင်လည်းပဲကိုတယောက်ပဲဖတ်ခွင့်ရှိတယ်တဲ့လူကိုငှားရမ်းခွင့်မရှိဘူးတခါကြီးပြီးရင်သူကခုနှစ်အုပ်ထက်ပိုးရင်အကုန်ပြန်ထုတ်ရမယ်ပေါ့လေးအုပ်ထက်ပိုးရင်အကုန်ပြန်ထုတ်ရမယ်ပြီးတော့ညကိုစာအုပ်ယူမဖတ်ရဘူးမနေ့ကမှထောင်ရုံးကိုတောင်းပြီးဖတ်ရမယ်ညနေ၄နာရီခွဲမှာထောင်ရုံးပြန်အပ်မယ်အဲ့ဒီစနစ်ကြီးနဲ့ဦးစင်းတို့ကကျင့်ပြီးခဲ့ရတာပေါ့နော်ဒီမှာဒီဦးစင်းဒီထောင်ကြတဲ့ကာလ2003ဆိုတော့2009မှာရွှေဝါရောင်တော်လှန်ရေးဆိုတာဗမာပြည်မှာတပည့်တော်တို့မကြားဘူးပေါ့နော်မျက်စိနဲ့အခု2009ကျမှမြင်ဘူးတာတန်ဃာတော်တွေလမ်းပေါ်မှာဖွေးအောင်ပေါ့နော်ဒီလူလူရဲ့လူဝင်ဆန္ဒအတွက်မေတ္တာပို့တာအကျမ်းဖက်ခံနဲ့နောက်ထောင်နေကြကုန်တယ်အဲ့ဟာနဲ့ပတ်သက်ပြီးတော့အဲ့တန်ဃာတော်တွေကတန်ဃာပတ္တနိကုသနာကံဆောင်ထားတယ်ဗျာပေါ့နော်ဒီဟာနဲ့ပတ်သက်လို့ဦးစင်းဦးဝီရသူအနေနဲ့ဘယ်လိုမျိုးသဘောထားပါသလဲနံပါတ်1ကတော့တခါကြီးဦးစင်းကရွှေဝါရောင်မဖြစ်ခင်ကတည်းကလေဒီကိစ္စတွေတန်ဃာတွေဥဆောင်ရမယ်လို့ဦးရင်စာတန်းတစ်ဆောင်ပြုစုဘူးတဲ့တခါကြီးအဲ့ဒီစာတန်းသင်္ကန်းပြူစာတန်းတဲ့ဆရာတွေမှာစုပေါင်းပြီးတော့အကျဉ်းသားတွေလွတ်မြောက်ရတဲ့မေတ္တာတော်ယူရမယ်ဆုတောင်းပေးရမယ်ကျောင်းတော်ဒီမန္တလေးမြို့မှာဆိုမစိုးရင်တာဟောင်းလိုမျိုးမစိုးရင်တက်တစ်လိုမျိုးမြတောင်လိုမျိုးမှာစနေတနင်္ဂနွေ2ရက်နိုင်ငံရေးတရားပွဲတွေကျင်းပရမယ်အဲ့အမှုတွေပေါ့ဦးရင်နေပြပါတယ်ရှင်းစားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီရွှေဝါရောင်တော်လိုင်းလေးပေါ်ပေါက်လာဦးရင်အင်မတန်အတိုင်းမသိဝမ်းသာပြီးတော့ဦးရင်ရေးတဲ့စာတန်းနဲ့ဦးရင် idea နဲ့ညီတဲ့အတွက်ကြောင့်ဒီတန်ဃာတွေကိုတအားချီးကျူးတအားလေးစားပြီးတအားချီးညိုခဲ့တယ်ဒီမှာဗျာဒီမှာအခုဒီခေတ်ကလည်းအခြေအနေကပြောင်းလာပေါ့နော်စစ်ကောင်စီကိုဖျက်သိမ်းပြီးတော့အရသာတပိုင်းအစိုးရပေါ့နော်ဒီဦးစင်းတို့အရင်တော့ရည်တည်ချက်တိုင်းပဲအစိုးရပေါ်မှာဒီရင်ဆိုင်မလားတုံ့ပြန်မလားသို့မဟုတ်ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ရှိလားအဲ့ဒါလေ့လာအောင်မလားပြပေးပါလားဗျာအဲ့ပူးပေါင်းဆောင်ရွက်မှုကတော့ဦးစင်းအမျိုးသားနိုင်ငံရေးကိုခြေလမ်းစမှာဆိုတော့လေပါတီမှန်သမျှအဖွဲ့အစည်းမှန်သမျှအားလုံးဦးစင်းပူးပေါင်းဆောင်ရွက်သွားမယ်ဒါကြောင့်မလို့မတူတာတွေခွဲလုပ်ပြီးတော့တူတာတွေတွဲလုပ်မယ်လို့ဦးစင်းစိတ်ကူးထားပါတယ်ဒီမှာဗျာပြီးတော့မိတာတော့တော်တော်များပြည့်စုံပါပြီဗျာဘုံဗာမြန်ပြောချင်တယ်လေဗျာကဘာပြည်သူလူထုမြန်မာပြည်သူလူထုကိုပြောလိုက်ပါဘောနဲ့ပြန်လာပါပြီတင်ပါအခုဘယ်တော့လောက်ပြန်ပြီးတော့သိခါဝင်မလဲရဟန်းဝင်တင်ငန်းဝတ်ဖို့ပဲလိုတာပေါ့နော်ဦးသိန်းလောလောဆယ်ဦးသိန်းဒီဘဝကြီးနဲ့အနေခံဘဝကြီးနဲ့ဒီပုံစံကြီးနဲ့နေခဲ့တယ်ဆိုတာကဘာကြီးသိလို့ရှိရင်တင်ငန်းပြန်ဝင်မယ်ကောင်သမရိုင်းသိရင်လားသမရိုင်းသိအောင်တော့ကဘာကြီးလည်းသိတာပဲကောင်တင်ပါဒါမှသာလေသူကအကမှာတည်စီသူဆိုတဲ့သာသနာပြုဘွဲနဲ့လိုက်လျောညီချွေတဲ့ကျင့်စဉ်ကိုသူတို့ကျင့်နိုင်တန်ဃာတွေကိုဖမ်းတာတဲ့တန်ဃာတွေရေချုံထားတဲ့ဖရာအရေတော်ကိုစုပ်ခဲတာချွတ်ခွာပြစ်တာကပိုပြီးအာကုသိုလ်ကြီးရဲ့ပိုပြီးအပြစ်ကြီးရဲ့ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကိုသမရာကြီးနဲ့တကွာခေတ်ဆက်မှာတက်လာမဲ့အစိုးရတွေသိစေခြင်းလို့ဦးသိန်းဒီတိုင်းနေတာလေအဲ့ဒါကြောင့်ပါတင်ပါဗျာတင်ပါကျေးဇူးများတင်ပါတယ်ဗျာနောက်လည်းဆက်သွယ်ပြမှာပါဗျာနော်ဟုတ်ပါတန်းကျူပါတင်ည